မင်္ဂလာပါဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ data တွေကိုအစီအစဉ်အတိုင်းစီစဉ်ဖို့အတွက် sorting algorithm တွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့အချိန်တော့ပြောခဲ့သလိုမျိုးပဲတချို့သောအခြေအနေတွေမှာရှိနေတဲ့ data တွေကအစီအစဉ်တိုင်းဖြစ်နေမယ်ဥပမာ A ကနေ Z အထိပေါ့နော် alphabetically အစီအစဉ်ထားပြီးသားဖြစ်နေမယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှ efficient ဖြစ်တဲ့ပိုကောင်းတဲ့ algorithm တွေနဲ့တွဲပြီးတော့မှအလုပ်လုပ်နိုင်ပါတယ်ဥပမာအဖြစ်binary search algorithm လိုမျိုးဆိုရင်ဒါ sorted data လိုတယ်ပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်တို့လူတွေအသုံးပြုဖို့လိုတဲ့ data တွေကိုကြည့်တဲ့အခါမှာဥပမာphone contact number တွေဟုတ်လားကိုယ့်ရဲ့တငယ်ချင်းရဲ့နာမည်ကိုရှာချင်တယ်သူ့ရဲ့ phone number ကိုသိချင်လို့တငယ်ချင်းကိုရှာချင်တယ်ဒါဆိုလို့ရှိရင် ABC တွေအစင်လိုက်ရှိနေရဆိုရင်အရင်လွယ်လိမ့်မယ်အဲ့လိုမျိုးပဲdictionary တို့တခြားသောအခြေအနေပေါင်းများစွာ database တွေအစရှိသည်ဖြင့်နေရာတွေတော်တော်များများမှာ data တွေကအစီအစဉ်အတိုင်းဖြစ်နေဖို့လိုအပ်ပါတယ်အဲ့လိုမျိုးအစီအစဉ်တိုင်းဖြစ်ဖို့အတွက်ကျွန်တော်တို့ sort algorithm တွေကိုအသုံးပြုလို့ရပါတယ်အဲ့တော့ဒီသင်ခန်းစာမှာတော့ sort algorithm တွေကတချို့သော sorting algorithm တွေအကြောင်းကိုပြောပြပေးသွားပါမယ်sorting algorithm ဆိုတာတနည်းအားဖြင့်တော့ဒီ data ထဲမှာရှိနေတဲ့ element တွေ data structure ထဲမှာရှိနေတဲ့ element တွေကိုကိုလိုချင်တဲ့ order တစ်ခုခုနဲ့အစီအစဉ်တိုင်းဖြစ်အောင်ပြန်ပြီးတော့မှစီစဉ်တာပေါ့ပြန်ပြီးတော့ arrange လုပ်တာမျိုးကို sorting algorithm လို့ခေါ်ပါတယ်အဲ့တော့ sorting algorithm တွေအများကြီးရှိပါတယ်ရာဂဏန်းလောက်အထိဒီသူတို့ရဲ့အသုံးပြုမှုနဲ့သူတို့ရဲ့တိစောက်ထားပုံမှာမူတည်ပြီးတော့မှအမျိုးမျိုးခွဲခြားလို့ရပါတယ်အဲ့မှာမှကျွန်တော်တို့ဒီ data structure ကိုသင်တဲ့အခါမှာတော့အသုံးများတဲ့ algorithm တွေကိုဒီမှာပေးထားပါတယ်အဲ့တော့တော်တော်များများကြားဖို့ပြီးသားဖြစ်လောက်မယ် sorting algorithm တခုအကြောင်းအရင်ဆုံးပြောပြပါမယ်အဲ့ဒါကတော့ bubble sort လို့ခေါ်ပါတယ် bubble ဆိုတာကျွန်တော်ရေထဲမှာရေပူပေါင်းလေးတွေအပေါ်တစ်ခုပြီးတစ်ခုတက်လာသလိုမျိုးပဲဒီမှာဆိုလို့ရှိရင်တန်ဖိုးအကြီးဆုံးသော element တွေထိပ်ဆုံးကိုတစ်ခုချင်းစီရောက်လာတဲ့ algorithm လိုမျိုးကို bubble sort လို့ခေါ်ပါတယ်အဲ့တော့ bubble sort ဆိုတာတနည်းအားဖြင့်တော့ဒီရှိနေတဲ့ array တို့မဟုတ် list ပေါ့နော်ဒီမှာဆိုရင် list ကိုပဲသုံးနိုင်မယ်အဲ့တော့ဒီရှိနေတဲ့ list ထဲကတန်ဖိုးတွေကိုတစ်ခုချင်းစီနှိုင်းယှဉ်သွားမယ်ပြီးသွားလို့ရှိရင်ပို့ပြီးတော့မှကြီးတဲ့တန်ဖိုးကိုညာဘက်ကိုရွှေ့သွားမယ်အဲ့တော့ပထမအဦးဆုံးတန်ဖိုးနှစ်ခုကိုနှိုင်းယှဉ်မယ်သူတို့နှစ်ခုဒီအစီအစဉ်တိုင်းမှန်နေရဆိုရင်ဘာမှမလုပ်ဘူးအစီအစဉ်မမှန်ဘူးဆိုရင်သူတို့နှစ်ခုကိုနေရာလဲလိုက်မယ် swap လုပ်လိုက်မယ်အဲ့လိုပုံစံမျိုးနဲ့တစ်ချိန်ပြီးတစ်ချိန် run သွားတဲ့အခါမှာအများဆုံးတန်ဖိုးအကြီးဆုံးတန်ဖိုးဒီထိပ်ဆုံးကိုရောက်သွားလိမ့်မယ်အဲ့တော့အဲ့လို iteration ပေါင်းဒီရှိတဲ့အရေးအတွက်အလိုက်ဥပမာ10ခု item က10ခုရှိရဆိုလို့ရှိရင်6ချိန်တိတိ run ပြီးတဲ့အခါမှာဆိုလို့ရှိရင်တော့ပထမဆုံးအချိန်မှာအကြီးဆုံးတန်ဖိုးဒီနောက်အဆုံးဆုံးကိုရောက်သွားမယ်ဒုတိယအချိန်မှာဒုတိယအကြီးဆုံးတန်ဖိုးတတိယအချိန်မှာတတိယအကြီးဆုံးတန်ဖိုးစရှိသဖြင့်တစ်ခုပြီးတစ်ခုဆွဲယူသားသလိုဖြစ်တဲ့အတွက်ဒီ element တွေအားလုံးဒီ sort လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့တော့တနည်းအားဖြင့်သူ့ကိုဒီ pseudo code နဲ့ရေးမယ်ဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်မှာပေါ့နော်အဲ့တော့တန်ဖိုးနှစ်ခုကဲ့ရဲ့နှစ်ခုကိုနှိုင်းယှဉ်မယ်တကယ်လို့တစ်ခုကသူတို့နှစ်ခုဒီအစီအစဉ်တိုင်းမဖြစ်နေဘူးတနည်းအားဖြင့်ညာဘက်ကတန်ဖိုးဒီပို့ပြီးတော့နည်းနေရဆိုရင်သူတို့နှစ်ခုကို swap လုပ်လိုက်မယ်အဲ့ဟာကိုထပ်ခါပြုလုပ်ခြင်းအပြင် bubble sort ကိုရပါတယ်အဲ့တော့ကြည့်လိုက်တာနဲ့သိတာတစ်ခုက bubble sort ဒီ for loop ထဲမှာ for loop ရှိနေတဲ့ပုံစံဖြစ်တဲ့အတွက် nested loop ဖြစ်နေပါတယ်โอเคเนาะအဲ့တော့သူ့ရဲ့ time complexity ဒီကျွန်တော်တို့သင်ခန်းစာ1မှာပြောခဲ့သလိုပဲပေါ့เนาะ nested loop ဖြစ်တဲ့အတွက်သူ့ရဲ့ time complexity ဒီ n square ဖြစ်ပါလိမ့်မယ်အဲ့တော့ဒီမှာဥပမာအနေနဲ့ bubble sort ပြုလုပ်ပုံလေးကိုကြည့်အောင်เนาะအဲ့တော့ကျွန်တော်တို့ list တစ်ခုရှိတယ်5 6 1 3ဆိုပြီးတော့အဲ့တော့အရင်ဆုံး5နဲ့6နဲ့ကိုကြည့်လိုက်မယ်5နဲ့6နဲ့ဒီဘာမှလုပ်စရာမလိုဘူး6ကပိုကြီးတယ်မှန်ပြီးသားခင်ဗျာဒါဆိုရင်ဒုတိယတစ်ဆင့်ကိုသွားမယ်ဒုတိယတစ်ဆင့်မှာဒုတိယဒီဆိုတာကဲ့ရရှိတဲ့တန်ဖိုးနှစ်ခုကိုနှိုင်းယှဉ်ကြည့်မယ်6နဲ့1နဲ့ဒါဆိုရင်တော့1ဒီ6တက်ငယ်တဲ့အတွက်သူတို့နှစ်ခုကိုနေရာလဲပြရမယ် swap လုပ်လိုက်မယ်ဒါဆိုရင်6ဒီဘက်ကိုရောက်သွားမယ်6နဲ့3နဲ့ကိုကြည့်လိုက်မယ်3ဒီပုံငယ်တဲ့အတွက်6နဲ့3နဲ့ကိုနေရာလဲလိုက်မယ်ဒီလိုနဲ့နောက်ဆုံးမှာတော့ဒီ list တွေကတန်ဖိုးအကြီးဆုံးဖြစ်တဲ့6ဒီညာဘက်အဆုံးဆုံးကိုရောက်သွားပါပြီအဲ့တော့အဲ့ဒီအတိုင်းဒုတိယတစ်ချိန်အခုဆိုရင်ဒါ6က sort လုပ်ပြီးသားဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကြံနေသေးတဲ့တန်ဖိုးတွေကိုဆက်ပြီးတော့မှ sort လုပ်ကြမယ်အဲ့ဒီတော့ဒုတိယ
iteration ပြီးတဲ့အခါမှာဒုတိယအကြီးဆုံးတန်ဖိုးဖြစ်တဲ့5ကလည်း sort လုပ်ပြီးသွားသလိုတတိယ iteration ပြီးတဲ့အခါမှာတော့1 နဲ့3နဲ့ဒီ swap လုပ်ကြမလို့တော့တဲ့အတွက်အကုန်လုံးဒီ sort လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်ဒါကတော့ bubble sort ဖြစ်ပါတယ်အဲ့တော့ဒီမှာ animation နဲ့ပြထားတာလေးတွေကိုကြည့်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင်90ဒီအကြီးဆုံးဖြစ်တဲ့အတွက်ပထမဦးဆုံး iteration လုပ်တဲ့အချိန်မှာ90ဒီအစွန်ဆုံးဝင်ရောက်သွားပါလိမ့်မယ်ပြီးသွားရင်တော့ဒီပုံစံအတိုင်းပဲထပ်ခါ run လိုက်ခြင်းအပြင် demo တွေအားလုံး sort လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်အဲ့တော့ bubble sort မှာတတိထားမိမယ့်ဥစ္စာတစ်ခုဒီ sort တစ်ချိန်မှလုပ်စရာမလိုဘူးဆိုလို့ရှိရင်ဒီ sorting ဒီ array ဒီစကရေက sort လုပ်ပြီးသားလို့ယူဆလို့ရပါတယ်နောက်ထပ် sorting algorithm တစ်ခုကတော့ selection sort ဖြစ်ပါတယ်အဲ့တော့ selection sort ဆိုတာကတော့ဒီရှိနေတဲ့ list ထဲကနေပြီးတော့မှအသေးဆုံးတော့မဟုတ်ရင်လည်းအကြီးဆုံးပေါ့နော် extreme item တစ်ခုကိုယူပြီးတော့သူ့ကို array ရဲ့မ sort မလုပ်ရသေးတဲ့နေရာက item တစ်ခုနဲ့လဲပေးတဲ့ပုံစံမျိုးနဲ့ sort လုပ်တဲ့ပုံစံမျိုးပါအဲ့တော့တနည်းအားဖြင့်တော့အကြီးဆုံးတန်ဖိုးကိုယူလိုက်မယ် select လုပ်လိုက်မယ်အဲ့လို select လုပ်ပြီးတော့မှပြန်ပြီးတော့မှသူ့ကိုဒီ select လုပ်ပြီးတော့မှသူရှိတဲ့နေရာကိုပြန်ပြီးတော့ရွှေ့လိုက်တဲ့ပုံစံမျိုးကို selection sort လို့ခေါ်ပါတယ်အဲ့တော့သူ့ရဲ့ဒီ pseudo code ကိုလည်းဒီမှာပေးထားပါတယ်အဲ့တော့ကြည့်လိုက်လို့ရှိရင်ဒီ selection sort ဒီလည်းပဲ for loop ထဲမှာ for loop ရှိနေတဲ့ nested loop ပုံစံကိုသုံးထားတဲ့အတွက်သူ့ရဲ့ time complexity ဒီ O of n square ရှိပါလိမ့်မယ်အဲ့ဒီမှာဥပမာအနေနဲ့ selection sort ရဲ့အလုပ်လုပ်ပုံကိုကြည့်ကြည့်အောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အသေးဆုံးတန်ဖိုးကိုရှာပြီးတော့မှဘယ်ဘက်အစွန်ဆုံးစီကိုပို့တဲ့ပုံစံမျိုးနဲ့တွားကြည့်ပါမယ်အဲ့တော့တစ်ချိန် run ပြီးတဲ့အခါမှာအသေးဆုံးတန်ဖိုးအနေနဲ့ဒီ list ထဲမှာဆိုရင်11ဖြစ်တဲ့အတွက်11ကိုပထမဦးဆုံးနေရာကို11ကို select လုပ်ပြီးတော့ပထမဆုံးနေရာကို swap လုပ်လိုက်ပါမယ်ဒုတိယအဆင့်မှာဆိုရင်တော့ဒုတိယအသေးဆုံးတန်ဖိုးဖြစ်တဲ့12ကို select လုပ်ပြီးတော့ swap လုပ်လိုက်ပါမယ်အဲ့လိုနည်းလမ်းနဲ့တတိယအသေးဆုံးစရုပ်ထအသေးဆုံးစရှိသည့်ဖြင့်လုပ်လိုက်တဲ့အခါမှာတော့နောက်ဆုံးမှာ sort လုပ်ပြီးသား array တစ်ခုကိုရပါလိမ့်မယ်ဒါကတော့ selection sort ဖြစ်ပါတယ်အဲ့တော့ဒီမှာသူ့ရဲ့ animated video လေးကိုကြည့်ကြည့်အောင်အဲ့တော့သူက array တစ်ခုတည်းကိုတွားပြီးတော့မှအသေးဆုံးတန်ဖိုးကိုရှာလိုက်မယ်အသေးဆုံးတန်ဖိုးရသွားပြီဆိုရင်ပထမဦးဆုံးတန်ဖိုးနဲ့ swap လုပ်လိုက်မယ်ပြီးရင်ဒုတိယအသေးဆုံးတန်ဖိုးကိုရှာမယ်ဒီမှာဆိုရင်8ဖြစ်လိမ့်မယ်ဒါကိုဒုတိယနေရာအောင်ပို့လိုက်မယ်တတိယအသေးဆုံးရှာမယ်တတိယနေရာအောင်ပို့မယ်အဲ့ဒီလိုမျိုးပုံစံမျိုးနဲ့ sort လုပ်သွားမှာပါနောက်ထပ် sorting algorithm ကတော့ insertion sort လို့ခေါ်ပါတယ် insertion sort ကများသောအားဖြင့်ကျွန်တော်တို့လူသားတွေဒီအသိမများလာတဲ့တန်ဖိုးတွေကိုစီစဉ်တဲ့အခါမှာ sort လုပ်တဲ့အခါမှာပုံမှန်သုံးလေးရှိတဲ့ sorting algorithm တစ်ခုဖြစ်ပါတယ်သူကတော့ဘယ်လိုလုပ်မလဲဆိုရင်ကိုတန်ဖိုးတစ်ခုကိုရှာလိုက်မယ်ပြီးတော့လို့ရှိရင်သူဒီတန်ဖိုးရှိတဲ့နေရာကိုသွားပြီးတော့မှ insert ပေါ့သွားပြီးတော့ပို့လိုက်တာမျိုးအဲ့လိုမျိုးလုပ်တဲ့ဟာကို insertion sort လို့ခေါ်ပါတယ်အဲ့သူ့ရဲ့ pseudo code ကိုကြည့်ကြည့်မယ်ဆိုရင်လည်း for loop ထဲမှာ while loop ရှိနေတယ် nested loop ဖြစ်နေတဲ့အတွက်သူ့ရဲ့ time complexity ဒီလည်းပဲ O of n square ဖြစ်ပါလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ထူးခြားချက်တစ်ခုက insertion sort ဒီတကယ်လို့များရှိနေတဲ့ list ဒီ sort လုပ်ပြီးသားဆိုလို့ရှိရင်တစ်ချိန် run ကြည့်လိုက်တာနဲ့ရှိသမျှ item တွေအားလုံးကသူ့နေရာမှာသူရှိပြီးသားဆိုတာသိတဲ့အတွက်တကယ်လို့များသူ့ရဲ့ကန်ကောင်းနေဆိုရင်ပေါ့နော် sort လုပ်ပြီးသားဖြစ်နေတယ်ဆိုလို့ရှိရင်ဒါမှမဟုတ်လည်း nearly sorted ဖြစ်နေတယ်ဆိုလို့ရှိရင်သူဒီ omega of n ပဲရှိပါလိမ့်မယ်အဲ့တော့ insertion sort လုပ်ပုံကြည့်ကြည့်အောင်အဲ့တော့ဆက်စချင်းမှာဒီ list လေးရှိနေတယ်အဲ့တော့ဒီထဲမှာ
ပထမအဦးဆုံး23တခုတည်းပဲရှိတဲ့အချိန်မှာ23ဒီသူ့နေရာမှာသူရှိတယ်လို့ပြောလို့ရတာပေါ့နော်ဘယ်သူနဲ့မှနှိုင်းယှဉ်စရာမလိုသေးဘူးဒါပေမဲ့ဒုတိယတစ်ခေါက်ဖြစ်သွားပြီဆိုရင်23နဲ့1နဲ့ဒါဆိုရင်တော့သူတို့နှစ်ခုဒီ out of place ဖြစ်နေတယ်1ကဘယ်ဘက်ကိုရှိရမယ်အဲ့ဒါကြောင့်မလို့1ကိုဘယ်ဘက်ကိုပို့လိုက်မယ်တတိယတစ်ခုတက်ကြည့်မယ်အဲ့တော့1က sort လုပ်ပြီးသားဖြစ်သွားပြီတတိယတစ်ခုတက်ကြည့်မယ်ဆိုရင်23နဲ့10နဲ့23နဲ့10နဲ့ဆိုလို့ရှိရင်လည်း out of place ဖြစ်နေတယ်ဒါဆိုရင်သူတို့နှစ်ခုကို swap လုပ်လိုက်မယ်အဲ့တိုင်းနဲ့တတိယတစ်ခုကိုဆက်သွားမယ်10နဲ့5နဲ့ out of place ဖြစ်နေတယ်သူတို့နှစ်ခုကို swap လုပ်လိုက်မယ်အဲ့လိုပုံစံနဲ့နောက်ဆုံးမှာဒီနောက်ဆုံးကြံနေတဲ့2ကိုလည်းသူ့နေရာသူ swap လုပ်လိုက်တဲ့ပုံစံမျိုးနဲ့ကိုရှိစေခြင်းနဲ့တန်မိုးတွေကသူတို့ရှိတဲ့နေရာကိုရောက်အောင်လို့ swap လုပ်သွားတဲ့ပုံစံမျိုးနဲ့အလုပ်လုပ်သွားတာပါเนาะအဲ့တော့သူ့ရဲ့ animation video လေးကိုကြည့်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင်သက်ဆိုင်ရာတန်မိုးလေးတွေကသူရှိတဲ့နေရာကို insert လုပ်သွားတာကိုတွေ့ရပါလိမ့်မယ်insertion algorithm ကရုပ်တရက်ကြည့်လိုက်လို့ရှိရင်တော့တစ်ချိန်တည်းပဲ loop လုပ်ရတယ်လို့ထင်ရပါမယ်ကျွန်တော်တို့ array မှာပြောခဲ့သလိုမျိုးပဲ item တစ်ခုကိုနေရာရွှေ့ဖို့ဆိုလို့ရှိရင်ဒီ array တွေက item တွေတစ်ခုချင်းစီကိုတစ်ချိန် loop ပတ်ပြီးတော့မှ run မှာပဲရတယ်အဲ့ဒီအတွက် insertion algorithm ဒီလည်းပဲO of n square ပဲသူ့ရဲ့ဒီ worst case scenario ဒီ O of n square ပဲဖြစ်ပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့အခုဒီ sorting algorithm 3ခုတွေ့ခဲ့ပြီပေါ့နော်3ခုမှာ3ခုစလုံးဒီတို့ရဲ့ worst case scenario တွေက O of n square တွေကြီးပဲအကုန်လုံးဒီ nested loop တွေကိုသုံးထားတာကြီးပဲအဲ့တော့သူ့ထက်ပိုကောင်းတဲ့နီးလန်းနဲ့များ sort လုပ်လိုက်အောင်မလားโอเคเนาะအဲ့တော့ပြောလို့ရပါတယ်အဲ့ဒီအတွက်ကိုတော့ဒီပို့ပြီးတော့မှ efficient ဖြစ်တဲ့တခြား algorithm တွေကိုသုံးပြီးတော့မှ sort လုပ်လို့ရပါလိမ့်မယ်အဲ့တော့ဒီ efficient ဖြစ်တဲ့sorting algorithm တွေအကြောင်းကိုတော့နောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့မှရှင်းပြပေးသွားပါမယ်ကျေးဇူးအများကြီးတင်ပါတယ်